လောကမှာချီကျူးတိုက်တဲ့ပုဂ္ဂိုလ်၄ဦးရှိတယ်တဲ့နံပါတ်1ဥစ္စာရှိ၍အပျော်မမဲ့သူပစ္စည်းဥစ္စာတွေတော့ပေါ်များတာမှန်တယ်တဲ့နော်ပစ္စည်းဥစ္စာတွေပေါ်များတာဒါပေမဲ့အပျော်မမဲ့ဘူးတဲ့အဲ့လိုပုဂ္ဂိုလ်ကလည်းပါလေချီးမွမ်းတိုက်တာပဲနောက်နံပါတ်2ကအာနာရှိ၍အနိုင်မယူသူသူမှာပါလေလုတ်ပိုင်ခွင့်ပေါ့နော်အာနာဆိုတာလုတ်ပိုင်ခွင့်ကိုပြောတာတိုင်းပြည်ကိုအုပ်ချုပ်မှာအာနာဟာလားမဟုတ်ဘူးကိုယ်ဆိုင်ရာနော်အသင်းအဖွဲ့တွေမှာဥဆောင်နေတယ်ဆိုရင်ကိုယ်မှာလုတ်ပိုင်ခွင့်အလုပ်လို့ရလားအခွင့်အာဏာပေါ့အဲ့ဒီလိုအခွင့်အာဏာရပါလေရဲ့နော်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေပေါ့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုအနိုင်မယူဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်ပဲပြောမယ်ဆိုရင်တကယ်သူတော်စင်တွေပေါ့ဗျာနံပါတ်1ဥစ္စာရှိ၍အပျော်မဲ့သူနံပါတ်2အာဏာရှိ၍အနိုင်မယူသူနောက်နံပါတ်3ပညာရှိ၍မခက်ထန်သူဟောပညာတွေကတက်လိုက်တာပြောစရာမလိုဘူးဘွဲဒီဂရီတွေအမျိုးမျိုးရထားတယ်ဒါပေမဲ့သူ့ရဲ့စိတ်နေစိတ်ထားလေးကအလွန်နုညံ့ကာရဝတရားနိဝတတရားနော်အစံပြီးတဲ့ဇဗေနှံလို့ပေါ့အမတန်နုညံ့တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ပဲနောက်ဆုံးနံပါတ်4ကသူများတွေနော်မကောင်းပေမဲ့ကိုယ့်ဘက်ကပြန်ပြီးတော့ကောင်းတယ်သူများတွေဘယ်လောက်ဆိုးကိုယ့်ဘက်ကပြန်ပြီးတော့မတုံ့ပြန်ဘူးကိုယ့်ဘက်ကကောင်းတယ်အဲ့တော့သူများမကောင်းပေမဲ့ကိုယ့်ဘက်ကပြန်ကောင်းတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်ပဲ